Victoria ခေတ်1839-1901ရဲ့ထူးခြားပြီးတော့အနှဲငယ်ထူးဆန်းတယ်လို့ထင်ရတယ်ဒီလေးတစ်ခုကတော့ postmodern photography လို့ခေါ်တယ်သေဆုံးပြီးတဲ့သူကိုဓာတ်ပုံရိုက်တဲ့အလေအထပဲဖြစ်ပါတယ်အခုခေတ်မှာတော့ဒါဟာကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့အဲ့ဒီခေတ်ကတော့ဒါဟာချစ်ခင်ရသူကိုနောက်ဆုံးအနေနဲ့လွမ်းဆွတ်တတိယဖို့အတွက်အလေးအနက်ထားခဲ့ကြတဲ့အမှုပညာတစ်ခုပါပဲအဲ့ဒီခေတ်မှာကဓာတ်ပုံရိုက်ရတာဟာအလွန်ကိုဈေးကြီးပြီးတော့ရှားပါပါတယ်လူတော်များများဟာအသက်ရှင်စဉ်မှာဓာတ်ပုံတစ်ပုံမှမရိုက်ဘူးကြပါဘူးမိသားစုဝင်တယောက်တည်ဆုံးသွားတဲ့အခါသူတို့ရဲ့ရုပ်ပုံမှာကိုအမှတ်တရသိမ်းဆည်းထားဖို့တခုတည်းသောနီလန်ကတည်ဆုံးပြီးမှရိုက်တဲ့ဓာတ်ပုံပဲရှိပါတော့တယ်အဲ့ဒီခေတ်ကစိတ်ပညာမထွန်းကားသေးတာကြောင့်ကလေးငယ်တွေတည်ဆုံးမှုနှုန်းအများများပါတယ်။ဒါကြောင့်မိဘတွေဟာသူတို့ရဲ့ကလေးငယ်ကိုအိပ်ပျော်နေတဲ့အပုံဖော်ပြီးတော့ဓာတ်ပုံရိုက်ခါသိသိထားလေးရှိကြပါတယ်။ Victorian ခေတ်ကဓာတ်ပုံဆရာတွေဟာတည်ဆုံးတဲ့သူကိုအသက်ရှင်နေသေးတဲ့အောင်မြင်ရအောင်မျိုးမျိုးစူးစမ်းခဲ့ကြပါတယ်။အသုံးအများဆုံးနီလန်ကတော့ the last sleep ဆိုတဲ့ပုံမျိုးပေါ့နော်။ကလေးပေါ်မှာဒါမှမဟုတ်ရင်ဆိုဖာပေါ်မှာငြိမ်းချမ်းစွာအိပ်ပျော်နေတဲ့ပုံစံမျိုးကိုရိုက်ကူကြတယ်။နောက်သေဆုံးသွားခဲ့တဲ့ကလေးကိုမိခင်ဖြစ်သူကပွေ့ချီထားတာမျိုးတွေဒါမှမဟုတ်ရင်မောင်နှမတွေကြားမှာထိုင်ခိုင်းထားတာမျိုးတွေလည်းလုပ်လို့ရှိပါတယ်။တချို့ဓာတ်ပုံတွေထဲမှာတော့သေဆုံးတဲ့သူရဲ့ပိတ်နေတဲ့မျက်ခုံပေါ်မှာနှလုံးပုံစံပြန်လဲစီးချဲ့ပြီးတော့အသက်ရှိသေးအောင်ဖန်တီးခဲ့ကြပါတယ်။1839ခုနှစ်လောက်ရောက်တော့မှာပဲဒီပထမဆုံးစီးပွားဖြစ်ဓာတ်ပုံရိုက်ကူးမှုတွေပေါ်ပေါက်လာတာပေါ့နော်။ဆိုတော့အဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်ဓာတ်ပုံရိုက်ဖို့ကိုမိနစ်တော်တော်ကြာအောင်ငြိမ်ထိုင်နေရတယ်လို့ဆိုပါတယ်။အသက်ရှင်နေတဲ့သူတွေကခဏလေးလှုပ်ရှားလိုက်တာနဲ့ပုံဝါသွားပါတယ်။ဒါပေမဲ့တည်ဆုံးသွားတဲ့သူတွေကိုရိုက်လို့ရှိရင်တော့လုံးဝငြိမ်သက်နေတာအကြောင်းမို့လို့ဓာတ်ပုံအဟောင်းတွေအဲ့ဒီ Victorian ခေတ်ကဓာတ်ပုံအဟောင်းတွေမှာဆိုလို့ရှိရင်တည်တဲ့သူရဲ့မျက်နှာဟာအသက်ရှင်နေတဲ့သူရဲ့မိသားစုဝင်တွေထက်ပိုပြီးကြက်သားကြည်လင်ပြီးကြည့်ကောင်းနေတာကိုတွေ့ရတာပေါ့နော်။အဲ့ဒီခေတ်တုန်းကပကြီးဆွဲကထက်ဓာတ်ပုံရိုက်ခါကပိုသက်တာပဲမဲ့တာမန်လူတန်းစားတွေအတွက်ကတော့စုဆောင်းထားတဲ့ငွေအကုန်ကြခံပြီးရိုက်ရတာမျိုးပါ။ဒါကြောင့်မို့လို့ဒီလိုဓာတ်ပုံရိုက်ကူးခြင်းဟာတစ်သက်မှာတစ်ခါကိုရခဲ့တဲ့အမှတ်တရပဲဖြစ်ပါတယ်။ဒီဒလေးနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အယူအဆတွေလည်းရှိပါတယ်။ဓာတ်ပုံမရိုက်ခင်အိန္ဒိယအမှန်ချက်တွေအားလုံးကိုအဝတ်မဲနဲ့အုပ်ထားတဲ့ဒီသေဆုံးသူရဲ့ဝိညာဉ်ကအမှန်ထဲမှာပိတ်မိမနေစေဖို့နဲ့တက်ရှင်နေတဲ့သူတွေဝိညာဉ်ကလာမခေါ်စေဖို့ဆိုပြီးတော့အတိတ်ပဲဖြစ်တယ်ပေါ့နော်။ပြီးတော့တချို့ကကြတော့ဒီဓာတ်ပုံတွေကိုလက်ဝတ်ရတနာတွေထဲမှာထည့်သွင်းပြီးတော့အမြဲဆောင်ထားတဲ့သေဆုံးသူရဲ့သပင်တွေကိုဖြတ်ပြီးတော့ဓာတ်ပုံဖောင်ထဲမှာပန်းအလှဆင်သလိုထည့်သွင်းတဲ့ hair jewelry တွေလည်းခေတ်စားခဲ့ပါတယ်။တချို့သော Victorian ခေတ်ကဓာတ်ပုံတွေထဲမှာသေဆုံးတဲ့သူရဲ့ပုံရိပ်ပေးမှာဝါဒတာအရိပ်တွေပါနေတတ်ပါတယ်။အဲ့ဒါကိုအဲ့ဒီခေတ်ကဝိညာဉ်ပါလာတာလို့ယုံကြည်ခဲ့ပေမဲ့တကယ်တော့ဓာတ်ပုံရိုက်နေတော့မှတယောက်ကဖျက်လျှောက်သွားတာဒါမှမဟုတ်ရင်ကင်မရာမှားယွင်းမှုကြောင့်ဖြစ်ရတဲ့ double exposure ပဲဖြစ်ပါတယ်။ Victorian ခေတ်ရဲ့ postmodern photography သမိုင်းမှာထင်ရှားပြီးတော့စိတ်မကောင်းစရာကောင်းတဲ့ဖြစ်ရပ်တွေလည်းရှိပါတယ်။1850ပြည့်နှစ်ဝန်းကျင်တုန်းကအမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့မိသားစုတစ်ခုမှာအန်နီလို့ခေါ်တဲ့၄နှစ်အရွယ်သမီးမင်းကလေးတစ်ယောက်ရှိပါတယ်။သူကဖျားနာမှုတစ်ခုကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။အဲဒီခေတ်ကဓာတ်ပုံရိုက်ကအရန်အောင်စီကြည့်တာကြောင့်အန်နီသက်ရှင်နေတဲ့အချိန်မှာမိဘတွေကသမီးဖြစ်သူရဲ့ဓာတ်ပုံတစ်ပုံမှမရိုက်နိုင်ခဲ့ပါဘူး။သူသေဆုံးသွားပြီးတဲ့အခါမှာတော့မိဘတွေကသူတို့ရဲ့နောက်ဆုံးဆွဆောင်ငွေကိုတုံးပြီးတော့သမီးလေးရဲ့ရုပ်ပုံလောက်အမှတ်တရသိမ်းဆည်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဓာတ်ပုံဆရာရောက်လာတဲ့အခါမှာအန်နီကိုအန်နီရန်ကြိုက်တဲ့ခေါင်းဝင်လေးကိုပေးထားပြီးတော့ဆိုဖာပေါ်မှာတင်ထားတယ်။ဒါပေမဲ့ပြဿနာကအန်နီရဲ့ခန္ဓာကိုယ်ကသိဆုံးပြီးတဲ့နောက်မှာတောင့်တင်းသွားတာဖြစ်တဲ့အတွက်ဓာတ်ပုံထဲမှာကြောက်စရာအရန်ကောင်းနေတယ်။ပြီးတော့ဓာတ်ပုံဆရာကသူ့ကိုဒီအိပ်ပျော်နေတဲ့ပုံစံမျိုးလေးဖြစ်အောင်သူ့ရဲ့လက်ထဲမှာပန်းကလေးတစ်ဝင်းထည့်ပြီးတော့ခေါင်းလေးကိုနည်းနည်းလေးစောင်းထားပေးခဲ့တယ်။အဲဒီဓာတ်ပုံထဲမှာအန်နီဟာတယောက်တည်းထိုင်နေတယ်လို့ထင်ရပေမဲ့တကယ်တော့သူ့ရဲ့အနောက်မှာသူ့ရဲ့အမေရှိပါတယ်။အမေကသမီးရဲ့ခန္ဓာကိုယ်လဲမသွားအောင်ဆိုပြီးအနောက်ကနေပွေထိန်ထားပြရတာပေါ့လေဆိုတော့ဓာတ်ပုံထဲမှာတော့အမေရဲ့မျက်နှာကိုမမြင်ရအောင်အဝိစာအမေနဲ့အုပ်ထားပြီးတော့နောက်ခံလိုက်က background အဖြစ်ဟန်ဆောင်ထားခဲ့ပါတယ်ဓာတ်ပုံထွက်လာတဲ့အခါမှာလည်းအန်နီလေးဟာတကယ်ပဲငြိမ်းချမ်းစွာအိပ်ပျော်နေတဲ့နတ်သမီးလေးတစ်ပါးလို့လာပါနေပါတယ်ဒါပေမဲ့ဓာတ်ပုံကိုတခြားကြည့်ရင်တော့အနောက်မှာသူ့ကိုထိန်းထားတဲ့လူတစ်ယောက်ရဲ့လက်ချောင်းလေးတွေကိုလည်းတွေ့နိုင်ပါတယ်ဒီဓာတ်ပုံဟာအဲ့ဒီမိသားစုအတွက်တော့သမီးလေးကိုတတိယတိုင်းကြည့်စရာတစ်ခုတည်းသောယတနာဖြစ်ပါတယ်
ဒီဓာတ်ပုံမျိုးတွေကိုခုခေတ်မှာပြန်ကြည့်ရင်တော့ဘာလို့အလောင်းအနောက်ကကင်ထားရတာလဲကြောက်စရာကြီးလို့ထင်နိုင်ပေမဲ့အဲ့ဒီခေတ်ကမိခင်တွေအတွက်ကတော့ဒါဟာသူတို့ရင်သွေးကိုနောက်ဆုံးအကြိမ်ဖြစ်ရင်ဝင်ထဲမှာထွေးပိုက်ခင်ရတဲ့ဝမ်းနည်းစရာခိုက်တန်လေးပဲဖြစ်ပါတယ်။တချို့သောဖြစ်ရပ်တွေမှာဆိုလို့ရှိရင်သေဆုံးသွားတဲ့ကလေးတွေရဲ့မျက်လုံးကပွင့်နေတာကြောင့်ဓာတ်ပုံဆရာဓာတ်ပုံပေါ်မှာဒီမျက်လုံးတငယ်အိမ်ကိုအမဲရောင်နဲ့ပြန်ချယ်ပေးရတဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။သေဆုံးသူနဲ့အသက်ရှင်နေသူတွေတပုံစံနဲ့အတူတူရှင်တွဲပြီးရိုက်ခဲ့တဲ့ Living and Dead ဓာတ်ပုံတွေလည်းရှိခဲ့ပါတယ်။ပထမကတော့မောင်နှမအချင်းချင်းကြိုက်ကူပေးထားတဲ့ဓာတ်ပုံတွေပါဒါဟာအတွေ့အများဆုံးမျိုးစားပဲဖြစ်ပါတယ်အိမ်မှာကလေးတယောက်တည်ဆုံးသွားတဲ့အခါမှာကြံရည်တဲ့မောင်နှမတွေနဲ့အတူဘေးချင်းရှင်ပြီးတော့ဓာတ်ပုံရိုက်လေးရှိတယ်တည်ဆုံးသွားတဲ့ကလေးကိုအလယ်မှာထားတဲ့ဘေးမှာအသက်ရှင်နေတဲ့မောင်နှမတွေကိုထိုင်ခိုင်းထားပါတယ်ဓာတ်ပုံဟောင်းတွေကိုကြည့်ရင်အသက်ရှင်နေတဲ့ကလေးတွေရဲ့မျက်နှာမှာကြောက်ရွံ့မှုနဲ့ဝမ်းနည်းမှုတွေကိုအထင်သာမြင်တွေ့ရတတ်ပါတယ်သူတို့ဟာတည်ဆုံးနေတဲ့သူတို့ရဲ့မောင်နှမအလောင်းဘေးမှာငြိမ်ငြိမ်လေးထိုင်နေပြရတာပါကျိုးသောမိသားစုဝင်တွေကတော့သူတို့ရဲ့ချစ်ခင်ရတဲ့သူတွေကိုအိပ်ပျော်နေတရားမမြင်ခြင်းပဲအသက်ရှင်နေတရားပဲမြင်ခြင်းကြတာမျိုးလည်းရှိတယ်။ဓာတ်ပုံဆရာတွေကသေဆုံးသူတွေရဲ့မျက်ခွန်အတင်းဖွင့်ပေးတာမျိုးဒါမှမဟုတ်ရင်ဓာတ်ပုံထွက်လာတဲ့အခါဓာတ်ပုံပေါ်မှာမျက်လုံးပုံစံကိုမှင်နဲ့ပြန်ဆွဲပေးတာမျိုးတွေလုပ်လေးရှိတယ်။ဒီလိုပုံတွေကြည့်ရတာကတော့တော်တော်ထူးဆန်းပါတယ်။မျက်လုံးတွေကတကယ်လူလိုမဟုတ်ဘဲနဲ့စူးစိုက်ကြည့်နေသလိုမျိုးခံစားချက်ကိုပေးပါတယ်။တခါတလေမှာတော့မိခင်ဒါမှမဟုတ်ရင်ဖခင်ဖြစ်သူဆုံးမသွားတဲ့အခါကြံခဲ့တဲ့ဇနီးခင်မွန်းနဲ့သားသမီးတွေကသေဆုံးမြေကျိုးအလောင်းကလထိုင်ပေါ်မှာထိုင်ခိုင်းပြီးတော့ပုံမှန်အတိုင်းမိသားစုဓာတ်ပုံရိုက်ကြပါတယ်။ပရိုဒက်ကတော့ဒါဟာနောက်ဆုံးအချိန်မိသားစုစုံစုံနေနေရှိခြင်းကိုမှတ်တမ်းတင်ထားခဲ့တာပါ။ဗီတိုရီယန်ခေတ်ရဲ့သေဆုံးမိမဓာတ်ပုံရိုက်တဲ့ဒီလေးကိုပြန်ကြည့်ရင်ကျမတို့တော့ကတော့ကြောက်စရာဒါမှမဟုတ်ထူးဆန်းနေနိုင်ပေမဲ့တကယ်တော့ဒါဟာခွဲခွာခြင်းကိုလက်မခံနိုင်သေးတဲ့လူသားတွေရဲ့နှက်ဆိုင်တဲ့ချစ်ချင်းမြတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။1900ပြည့်နှစ်အစောပိုင်းမှာဒီ Kodak Brownie ကင်မရာတွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာလူတိုင်းကိုယ်တိုင်ဓာတ်ပုံရိုက်လာနိုင်တဲ့အခါမှာတော့ဒီလေးကတဖြည်းဖြည်းနှင်းမိန်သွားခဲ့ပါပြီ။လူတွေအသက်ရှင်စင်မှာပဲမှတရားဓာတ်ပုံတွေအများကြီးရိုက်လာနိုင်ကြပြီဖြစ်တယ်လို့စိတ်ပညာတိုးတက်လာလို့သိဆုံးမှုနှုန်းကျဆင်းလာတာလည်းတစ်ကြောင်းဖြစ်ပါတယ်။အမတ်တရားဆိုတာလူတစ်ယောက်ရဲ့နောက်ဆုံးရှင်သန်တဲ့နေရာလို့ယူဆခဲ့ကြတဲ့အဲ့ဒီခေတ်မှာဒီဓာတ်ပုံတွေဟာဝမ်းနဲ့ကြေကွဲနေတဲ့မိသားစုတွေအတွက်တစ်ခုတည်းသောနှစ်သိမ့်မှုဖြစ်ခဲ့ပါတယ်။လေချင်းတရားကသူတို့ကိုခွဲခွာသွားစေပေမဲ့ဒီဓာတ်ပုံတွေကနေတစ်ဆင့်သူတို့ချစ်ခင်ရသူတွေကိုထာဝရအမှတ်တရဖြစ်အချိန်ကိုရပ်တန့်ထားနိုင်ခဲ့ကြပါတယ်။ဒါကြောင့်ဒီဓာတ်ပုံတွေကိုကြည့်တဲ့အခါထိတ်လန့်စရာဟော်ရာဇလန်တစ်ပုဒ်လိုထက်ချစ်ရသူကိုမဆုံးရှုံးခြင်းတဲ့လူသားတစ်ယောက်ရဲ့အသေးကွဲဝေဒနာနဲ့နောက်ဆုံးနှုတ်ဆက်ခြင်းပညာဖြင့်မြင်ကြည့်ပေးဖို့တောင်းဆိုရင်ဒီအကြောင်းအရာလေးကိုညီကုန်းချုပ်လိုက်ပါတယ်။အားရောက်နာဆင်ပေးကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်။ကောင်းသောညလေးဖြစ်ပါစေ။